တလေးပဲမိမ့်မုံဆင်းလာတော်သေးရဲ့အနွေဘာလို့ဒီစက်တာဆောက်သုံးကြအောင်ငါ့ဘုံငါပြောတာအပွဲမစားသေးဘူးကောင်လည်းသေပြထိုင်အောင်ဒီပြဿနာလေးမိန်းထဲမှာအနွေဘာလို့ပေးတဲ့အကောင်လေးညှော်မယ်ဆိုပြီးပေါ်တက်လာတဲ့အချိန်မှာဟာကောင်းလေးကဘယ်ကောင်းလေးတဲ့ကွက်နဲ့ဆုံးဆင်းလာမြန်မာလူကထိုင်လို့ပါပေါ်ပြီးတယ်မိန်းကချမ်းခြေတန်းကြားလို့ဆိုပြီးပြေးတက်လာတန်ပြင်းနဲ့ချောင်းဖာကောင်းလေးကဘာလို့နေပြစ်ဒီစမ်းခြေတန်းနဲ့ထားကြရဆိုပြီးတော့တက်လာမလားဆောင်းတက်မလားတော့ခန်းကြီးရဲ့ချက်ကင်းဝင်ဒီခန်းမရှိဘူးနောက်တစ်ခန်းနဲ့ဝင်ဖေးလို့မှမတကြီးရဲ့ဆောင်းနေတေးစမ်းဘယ်သူမှမရှိဘူးပစ္စည်းကောင်းပဲဆိုပြီးတက်လာဆောက်ကလာပဲဘွားကလေးပုံဆောင်နေအောင်မသိဘူးအိမ်ညာနေတော့ငါလူခုံးတင်လာတာတေးစမ်းဟာရှော့ကြီးပဲခွေးတောင်စားဒါတော့ဘူးကန်သိမ်းပြီးတော့ပပနဲ့ဟိုဘက်ကြည့်လိုက်ဒီဘက်ကြည့်လိုက်နဲ့ရှောက်လာတာပေါ့ဟုတ်လား This is the end ဒီတရားမလို့နဲ့ပြည့်အန်မီကမေးဖိမဟုတ်ဘူး